ဒီကနေ့2009 November လ15ရက်နေ့အခုလိုချီမျိုးမှာပဲယေရှရောကျော်မရီဒိုဟန်ဟောလ်ပေါ်မှာ coordination ဇာခဲ့တဲ့ဂျန်ဆက်ရှိပါတဲ့ကနေမှာဒီ Gladius Terraces မှာရှိတဲ့စင်နပါအတူတကွာလူဆုံမလာနိုင်ပေမဲ့လက်ရှိချင်းတီလူဆုံပရိုရှင်ကိုစိခါနိုင်တဲ့ဂျေစုတော်ကိုချီးမွမ်းတဲ့အခမ်းအနားနဲ့ဥစားကြမှာယာအဖြစ်ကိုထောက်ရှုပ်ပြီးမှပြည့်မြတ်ပွင့်ကြတဲ့အတွက်ကြောင့်ကြီးမားတဲ့ပရိုရှင်ဂျေစုတော်ကိုထိုးပဲဂျေစုတင်ပါတယ်တစ်ဆက်တည်းမှာပဲကျွန်တော်တို့ယဟန်စင်နပါရဲ့ဘဝမှာဖက်ဆုံးကနေမှပြုပြင်လမ်းပြင်ဆောင်းရှောက်နေတဲ့အဖဆရာတော်ကြီးနဲ့အတူဘုန်းတော်ကြီးအဖဘုန်းတော်ကြီးများကိုအောင်ကနေငယ်ဘုန်းတော်ကြီးများအားလုံးကိုလည်းထိုးပဲကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ဒါပေမဲ့ကျွန်တော်ဟောမှာကကျေးဇူးတင်စကားမဟုတ်ဘဲနဲ့ကျေးဇူးတင်စကားနာမှာတပတ်ပြောမှာတဲ့အတွက်ကြောင့်ကျွန်တော်ဟောမှာကတရားဖြစ်ပါတယ်။ဒီကနေ့ကျွန်တော်ဟောမယ့်ပုတ်ပြင်ထားတာတော့ဒီကနေ့ဖတ်တဲ့ Diary Readings တဲ့ကနေကောင်းလို့ပြင်ထားတာဖြစ်တဲ့အတွက်ကြောင့် Diary Readings တဲ့ကနေပဲပြင်ထားတဲ့အတိုင်းကိုပဲကျမ်းစာကိုထောက်ရှုပြီးမှဟောတော့မှာဖြစ်တယ်။ဒါပထမအချက်ကလေးကတော့ဗာလဲဆိုတော့ to love is to live it ဆိုတဲ့ရှင်တော်ပေါ်ရာစာခန်းကြီးခန်းငယ်6ဒီနေ့ Diary Readings မှာပါတဲ့ပထမကျမ်းစာကိုကျွန်တော်တို့ရဟန်းဘောနဲ့ဆက်ဆက်ပြီးမှထောက်ရှုထားတဲ့ချက်လေးကိုပထမအုပ်စုအချက်နဲ့ဝင်မြခြင်းပါတယ် to love is to live it ဆိုတဲ့ဟာချစ်ချင်းမိတာဆိုတာကအဲ့ဒီချစ်ချစ်ကိုအသက်ရှင်ကိုပဲဆိုတဲ့ဟာကျွန်တော်တို့ရဲ့ဘဝကိုလည်းရဟန်းဘဝကိုချစ်တယ်ဆိုရင်ရဟန်းဘဝကိုတတ်နိုင်ဆုံးတော့ရဟန်းဘဝဖြစ်တဲ့အသက်ရှင်ရခြင်းကရဟန်းဘဝကိုချစ်မြတ်လို့ချစ်ဖြစ်တယ်ဆိုတဲ့အတိတ်တရားလေးကိုကျွန်တော်တို့နှလုံးသားထဲမှာဒီကနေ့ပထမချင်းစာလေးကအတိပြလိုက်တာကိုကျွန်တော်အရန်တော်ကြားနေတယ်ဘာလို့လဲဆိုတော့စဉ်းစားလေလေအချစ်ဆိုတာဘာလဲလို့စဉ်းစားလေလေအချစ်ဆိုတာတကယ်တော့ကျတော့ဘာမှမဟုတ်ဘူးအချစ်ဆိုတာတကယ်တော့ကျတော့ဘာမှမဟုတ်ဘူးဘောနောက်ဆုံးတော့အဲ့ဒီတက်ပို့ပြီးမှတောင်းဆိုစဉ်းစားလေလေအချစ်ဆိုတာဘာလဲတော့ပြင်ပြီးလို့ရှိရင်ဒီလိုကြည့်အရဆိုရင်အချစ်ဆိုတာတကယ်တော့ကျတော့အသက်ပဲအသက်ပြည့်တဲ့အရာဟာအချစ်ဖြစ်တယ်အသက်ကိုဖြစ်စေတဲ့အရာကအမုန်းတရားဖြစ်သွားတယ်။ဒါကြောင့်အသက်ဆိုတာကအချစ်တယ်။အချစ်ဆိုတာလည်းအသက်ပဲ။ဒါကြောင့်ချစ်ချင်းမိတာနဲ့ဆိုလို့ရှိရင်လောကမှာဘာအရာကမှခရစ်တော်နဲ့ချစ်ချင်းမိတာနဲ့တို့ကိုဝဲပေါ်နိုင်ဘူးဆိုတဲ့တန်ဖိုးလို့စကားဟာတကယ်တမ်းကျတော့လက်တွေ့မှာမှန်ကန်တဲ့ပြည့်စုံတော်မှန်တဲ့စကားဖြစ်တယ်။ပြင်စင်စားကြည့်တဲ့အခါကျတော့ဘာကြောင့်ဈာဖြစ်သွားတယ်လဲလို့ကိုပြန်စမ်းကြည့်မြည်ကြည့်တဲ့အခါမှာဘာတော့တွေ့တယ်လဲဆိုတော့ငငယ်ကလေးကနေမှအရင်တော့ပြောထားရှိတဲ့ dictum saying တခုပေါ့နော်ပြောဆိုနေတဲ့တခုပဲလေအပြစ်သားတွေကိုကယ်တင်ဖို့ salvation of soul ဆိုတာအဲ့ဒီဟာကနောက်ဆုံးကျတော့အခါရအကျဆုံးစကားလုံးဖြစ်တယ်ဒါတပါးရဲ့ဘောတဘောလုံးကိုချုပ်ကြိုက်တဲ့မောင်းတယ်ပြီးတဲ့စကားလုံးကအဲ့ဒါပဲဖြစ်တယ်နောက်ဆုံးမှာဒါပေမဲ့အဲ့ဒါတော့အချစ်တာမရှိရင်အစင်မပြေတော့ဘူးကွာဒါကြောင့်အချစ်ကအတက်ဖြစ်နေတယ်ဒါဆိုလို့ရှိရင်အချစ်ကဘယ်လိုလုပ်ဆောင်တယ်လဲခဏပြောတယ်လို့အချစ်ဆိုတာတော့အဲ့ဒီဟာကိုရှင်တန်ချင်းခါပြချက်လို့ခေါ်တယ်ပြောနေချင်းမဟုတ်ဘူးလက်တွေ့မှာအသက်ရှင်ပြတာကိုနိုင်ခါပဲအချစ်လို့ခေါ်တာအပြောမှာအဆူမှာတပြာမှာဒီကွန်ဖွင့်စနေတဲ့ဟာကတကယ်တမ်းကျတော့ဒါတွေကရတာသဘောတရားပဲရှိသေးတယ်အချစ်မပြောသေးဘူးဒါပေမဲ့တကယ်တော့အချစ်ဆိုတာကလက်တွေ့မှာတက်ရှင်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ယဟန်ဘဝကိုချီးမွမ်းပြီးမှပြောမယ်ဆိုလို့ရှိရင်တော့ယဟန်ဘဝဆိုတာခရစ်တော်ရဲ့ယဟန်ဘဝကိုတကယ်ချီးမွမ်းပြီးမှခရစ်တော်ကသူ့ဘောယဟန်ဘဝအနေနဲ့ဘာဒီလို့ဖြစ်တယ်ခရစ်တော်ကဘုရားတားတော်ပဲယဟန်ဖြစ်စီရလို့လားမီးဖိုးလာတယ်မသိငါတို့ကမီးဖိုးတယ်ဘုရားတားတော်ပဲဥစ္စာချုပ်သူကလည်းယဟန်ဖြစ်စီရလို့လားယဟန်ဘဝကိုခံဆိုတာသူ့ဘာအကျိုးရှိတယ်လို့စဉ်းစားတာနောက်ဆုံးတော့ခရစ်တော်ကိုယ်တိုင်ကယဟန်ဘဝကိုခံဆိုခြင်းယဟန်ဖြစ်ကိုခံဆိုခြင်းဟာအချစ်ကြောင့်ဖြစ်တာကိုတွေ့ရတယ်ဘယ်သူ့ကိုချစ်တာလဲလူသားကိုချစ်လို့မိမိဘဝကိုပို့စော်ဖို့ကိုယဟန်ဘဝကိုခံဆိုတာအဲ့ဒါဆိုလို့ရှိရင်ဒီကိစ္စပထမကျမ်းစာနဲ့ပြင်တွေ့မဲ့ခါကျကျွန်တော်တို့ရဲ့ယဟန်ဘဝဟာ
Piano, piano, middle, chin up here. Maybe walk with this and so that walk it up. Bonjour, so never be like house of mirror, who is not here. You may not really the Ochala, Archala, or Chinomotivo. The man put the house of Jenny or Chisora to learn is to live. So now there are all here, put it there, Jean put it there. Porosine Jean and a clear pools of the car up Luta and people getting care. Pools or cheddar machine, a pickle machine was very happy. Go to the catcher or a chisel arm never. Any a chisel arch of Pupu pools on a porosine. Coampire, degree, pools of the trees of never. Bajamre, chitcha. Ero, Magomuju Femini, who go, who tie down, who never who told the Losolate, who wrote again. Chitabe so that a dulica, who said him when they catch up, PT Mapi Emily. Piashi would tease with the lemony night alone. Cook, Jan Duama, be pest of Ganima, so shop. Landlord, be again. So don't be arbicated Puku. I shall like with a tease with them where money in a level, 6 months to get, and I laid a tease with them. Pima Piashi would get to the meeting. Do the check. Do the check, Machado. You can eat, I am the yellow games, Anima Gospel Jensa. Shenuka and Hanti Seko, Hanna Toset Tonka and Kotara. Mimi, I take a 2,000 to me, I take a Susan Mimi, I take a Susan to me, I take a Gajan so that Jessica will go to know that the Shanse and the body go on it, can changing be my house of the Kama. Go, I shan't go all there. Now to look for Aja, to put it up for Aya. But the father, the rest of that children to know, yet we may know it now. But the father, the rest of all, who Jan Locos, Piacenza or all, Sanora Shashipane, Jantakate, Zantika Pina Pema, Machakimadas, Paleta Pachero, Hakama Chopa, Greatest Masenapa, the main is Sashi Pasalo, Genil Kunia Rema, Jenjema Mane, Gona Pata, Mata, we are the water and Machera Pata. Seroria the water and Machera Pata. She had a chimney dome. I said, Mugona, Nama, Kulona and Lona, Narama Kyotaku. The other tell what the Nama Pado, don't like that, Kandam to the road. As you send them to the road, what the Nama to do. That's on Nigeria to the road, Manay, to not ask I don't know for the purpose of the woman. Now, the other. To know Pona, Pona Sudate, to know Shashi Pasano, Zanil Tinti, Anache Miaswa, Jasumu Miaswa, Mapisu Miaswa take a lima, Loka Logo, at this simple Celebima, Jan Mahone Kuroko, Kurone Kuru Buroko, to Chitero Buroko, Celebima at Ashikana, Tizu Pire Piapo, Tizu Teleni Nagla, when I go. Whatever. This is what they memory I do. Every one can sense out of hope, that's a low shadow. The Genetians are Tema, she look after and check out his second. I can't get those at Toma, Mimi at Teko getting a Chisaro to the Ateko Sumlin. Mimi at Teko Susuno to the Ateko getting a limit, so that's the Kaha. Go, Simon the Rocky, no level, Simon and the Piashima, who you want to also let your Chinaka Palace or good one, then I saw a show happy. Ludari and Tosule, getting Chisule, Sakalum, getting Chisule Sakalum Chibo, Pui Pepima, Kutana, Nine, Kutana Galane, Luni Jarapo, Shas, Yarki, Chinani de Pume, to the water de Pumbo, to the Robo Message of me on Chida, to the Robo and Corsa, to the Robo Night, to Sami Zuka Nijarapo, Corosina to the Robo, Santa Water de Pupina. To let you know what the bomb is money night. That's what you know to Tisu and Lemony night. Bajo, good at Tikubana, Matave, Pianke, Piano, you address. But I'm also precisely so fit check like a Midama. So fit like that is around there. And it's so fit like that job. The nature corrosion, Eddie, 30 liters to no corner woman. Eddie, so fit like that job. But I'm going to Corachelu, Chinas, and Thomas is so
ချင်းကလို့အော်လိုက်ကိုယ့်ရဲ့အသက်ကိုပဓာနာမထားကိုယ့်ရဲ့တက်ကိုတင်ဖို့ဆိုတာတဲ့ salvation of soul ဆိုတဲ့ဝိနည်းကတည်းကဆိုတဲ့အတိအကျလေးနဲ့ဒီစားရတဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာမင်္ဂလာရှိတော်ရဟန်းလေးဖြစ်ပါလေကျွန်တော်တို့ရဲ့ဘဝလေးကတကယ်မင်္ဂလာရှိတဲ့ဘဝလေးဖြစ်တာကိုပြန်ကြည့်မိတဲ့အခါမှာကိုတကယ်ပဲပြုံးနေနေတယ်တကယ်ကျဉ်းတတ်နေတယ်တကယ်ကောင်းတယ်တော့စဉ်းစားကြည့်ကျွန်တော်ကောင်းတယ်တွေးစရာအများကြီးပဲအဲ့တော့ဒီနေ့ဆက်ပြီးပြောချင်တာကဘာလဲဆိုတော့မတွေးမိတဲ့အတွေးတွေကိုတွေးမိတာအဲ့ဒါအရင်ကစောက်ထဲမှာမတွေးမိတဲ့အတွေးများဆိုတဲ့စာကြီးရေးခဲ့တဲ့ပုဂ္ဂိုလ်ကတပါးရှိတယ်လို့ကျွန်တော်လည်းအဲ့ဒီ order ပြည့်မယ်ဖွင့်တယ်ပြောတဲ့ခါကျတော့တကယ်ချင်းနဲ့ပြောတဲ့ခါကျတော့ပြန်ကိုရမ်းတော့ပြန်ပြတဲ့ခါကျတော့ပြည်တည်ချင်းကြီးနဲ့ဘဝဆက်ဆံရေးဘဝကိုပြန်ပြတဲ့ခါကျတော့မတွေးမိတဲ့အတွေးတွေကိုအရင်ကမတွေးမိခဲ့တဲ့အတွေးကိုပြန်တွေးမိတယ်ခုနပြောသလိုမိမိတူကြီးရဲ့ဝိညာဉ်ကိုကယ်တယ်ဖို့ဆိုလို့ရှိရင်ရဟန်းတော်ဖြစ်เสียတယ်လို့လူကိုမလို့လားအခက်ခဲတွေပြဿနာတွေဟုတ်လားအချင်းချင်းကြားမှာနားလည်းမလွယ်တဲ့ဟာတွေစရောနဲ့ဖုန်းနဲ့ကြားဖုန်းနဲ့ဘာသာသူနဲ့ကြားဖုန်းနဲ့ချင်းကြားဓမ္မစရဖုန်းနဲ့ကြားမှာမကိုက်ရုံတည်းတခါတခါမင်းတို့တဲ့ငါတော့ပိုရှိတယ်ဆိုရဟာမင်းဆိုတဲ့ငါဆိုပုံမဲ့တယ်ဆိုတော့လားဘယ်တော့ကတော့ပိုရှိတယ်ဆိုတော့ပုံစံမျိုးနဲ့ပြင်ကြရမလို့ဖြစ်နေတဲ့ဘဝမှာရုံးကန်ရင်ရှေ့တူးရင်နောက်ဆုံးရင်ရုံးကန်ရင်နဲ့ဘာတော့တွေးမိတယ်ဆိုတော့တကယ်တမ်းကျတော့ကိုယ့်ဘဝတစ်ခုတည်းကိုကယ်တင်ဖို့စဉ်းစားနေမယ်ဆိုလို့ရှိရင်ဇဟန်ဘဝဖြစ်ကိုမလို့ဖြစ်เสียကိုမလို့လားဒါကြောင့်ဇဟန်ဘဝဖြစ်တယ်ဆိုတာကိုယ့်အတက်ကိုကယ်တင်ဖို့မပဲနဲ့သူမြတ်တက်ကိုကယ်တင်ရင်းနဲ့ကိုယ့်အတက်ပါကယ်တင်ကိုယ့်ရဲ့ဘဝဖြစ်နေတာသူမြတ်တက်ကိုကယ်တင်ဖို့ကျူးစာရုံးခံရင်းနဲ့ကိုယ့်ဘဝပါတခါတည်းကိုပါတော့တယ်အကောင့်ထဲမှာနော်စတဲ့မှာမဟုတ်ဘူးအကောင့်ထဲမှာပါတော့တယ်ဂျေဇုတော်ပဲဆိုတာပြန်ကြည့်နေတဲ့အခါမှာကိုယ်တကယ်ချင်းတွေရောကိုယ်ရောဒီလိုဘဝမျိုးမှာလက်ရှိမှာဘုရားရှင်ကိုဂျေဇုတင်နိုင်တဲ့အချိန်ကိုပြီးခဲ့တဲ့ဘုရားရှင်ကိုတကယ်ချင်းနေတဲ့သူတို့ကဂျေဇုမတင်ပဲမနေနိုင်ပြန်ဘူးတစ်စက်ထဲမှာပဲတဲ့ကိုမြင်မြင်လာတယ်ဆိုတဲ့ဒီဇာတ်ဘောကိုပြန်တွေးမိတဲ့အခါမှာကိုဘဝကိုအားမရဖြစ်တဲ့ခြင်းတို့အများကြီးပဲအားမရအဲ့ဒါကတော့ဒီကနေ့ရှင်လူကဖေးဝင်ချက်ခန်းကြီးဆက်ပေါ်ခါငယ်34ကနေ36မှာဖတ်တဲ့အခါမှာဒီကနေ့ဖတ်တဲ့ကျမ်းစာထဲမှာအတူအဲ့တဲ့သူတွေကျေးဇူးကသူကျေးတဲ့သူတွေလေရလို့တဲ့သူတွေလောက်တာချင်းသူစားတာချင်းသူအိတ်တာချင်းသူရတာချင်းမတူဘူးအဲ့ဒါတွေးပြီးတဲ့ခါကျအဲ့ဒါပြန်ဖတ်တဲ့ခါကျတော့ကိုဘောကိုပြန်တွေးမိတဲ့ခါကျတော့အားမရတော့ဖြစ်တာပဲဖျားရှင်ရဲ့ဂျေဇုတော်တွေကိုတော့ဂျေဇုတဲ့မဆုံးကုန်ဘူးမဆုံးဖြစ်တယ်တစ်ချက်ထဲမှာပဲဒီကျမ်းစာထဲမှာအတူအဲ့တဲ့သူနှစ်ယောက်တော့မှရတာချင်းမတူဘူးအတူလေလို့တဲ့သူနှစ်ယောက်တော့မှရတာချင်းမတူဘူးတယောက်ကပြည့်စုံခြင်းခံရမယ်တယောက်ကထားခဲ့ခြင်းခံရမယ်ကျေးဇူးထောင်းတဲ့သူနှစ်ယောက်တော့မှတယောက်ကပြည့်စုံခြင်းခံရမယ်တယောက်ကခြင်းထားခြင်းခံရမယ်ဆိုတော့ကြောက်တာပြန်ရတယ်ကြောက်စိတ်ကဝင်လာပြန်တော့ငိုချင်တဲ့စိတ်တော့ပေါက်တယ်ဘာလို့လဲကိုကရဟန်းဘောမှာကိုတကယ်ချင်းနေနဲ့ကိုရဲ့အချင်းကိုရဲ့အောက်ကရဟန်းဖို့ဆိုတဲ့ရဟန်းတွေကိုဒီနဲ့အတူတူရှောရနေတယ်လေရတာချင်းမတူနိုင်ပါလားဆိုတဲ့အတွေ့ကိုပြင်တဲ့ခါကျတော့ကိုဘောအချင်းကကောင်းတယ်တော့အန်ဒရစ်မြားသားပဲဆိုတဲ့အတွေ့ကလည်းကိုကိုပြန်ပြီးမှတတိပြီးခေါင်းတဲ့ထိုးတဲ့ခါကျတော့လမ်းတော့နိုးသွားတယ်ဒါကဲပြီးပြောတာဟုတ်တကယ်ကိုလမ်းပြောတာမနေ့အဲ့ဒါထောက်ဆွေးခြင်းနဲ့ပါဘောတွေးနေတယ်ဆိုတော့ယဟန်တပါကိုဒီမှာကျွန်တော်တို့က9ပါးရှိတယ်တပါးမလားဘူးဒါပေမဲ့မြန်မာပြည်မှာအားလုံးက10ပါးရှိတယ်နိုင်ငံခြားမှာ2ပါးဆိုတော့12ပါးထဲကနေမှနိုင်ငံခြားမှာ2ပါးဆိုတော့မြန်မာပြည်မှာ10ပါးရှိတယ်10ပါးကနေမှ2ပါးရန်ကုန်မှာ2ပါးမြို့မှာ2ပါးဖြစ်ပြီးတော့ဒီမှာ10ပါးထဲကနေမှ2ပါးမလားဘူးဟုတ်ပြီ12ပါးထားလိုက်ဟာကတတရာ6ပါးနဲ့18ပါးထဲမှာရဟန်တော်ကကိုပူစောတဲ့မစားတဲ့အတူတူပဲကိုကြိုင်တဲ့ကျန်းစာတဲ့အတူတူပဲကိုရတဲ့ရဟန်းတော်ပဲအတူတူပဲကိုလိုတဲ့တတရာလုံးလာလည်းအတူတူပဲဟုတ်တယ်မလားအတူအဲ့ဒီရဟန်းတော်နဲ့အဲ့ဒါပဲကျက်ဆိုတူတူထောင်းတယ်ရဟန်းတော်ပူစောတဲ့အရာလည်းအတူတူပဲလဲလို့လည်းရဟန်းတော်လည်းအတူတူပဲတိုးတော်လည်းပဲရဟန်းတစ်ပါးနဲ့တစ်ပါးရတဲ့ကြီးစိုးတော်ကမှတူချင်မှတူပဲဆိုတဲ့တတိပိခေါ်လွန်တန်ကမကြောက်ပဲမနေနိုင်เสียရပဲလားမလန့်ပဲမနေနိုင်เสียရပဲ
别身上自己，把呢，那什么是把这条个变成这开呀，别条个，他是这开呀嘛嘞，条个明个啦，要别条个把路啊明个呀嘛路，条个把别个空气上别条个把路啊空气上嘛路是啦，变对这个看嘛，你要个啊住哎嘞表啦，跟你没住嘞，从这天嘞，从那个就包差了，那你不啦？这是个住头嘞表啦，这从天嘛住那个头嘞，那么条个变成这个啦嘞。条个他是这开呀没说哦，路南干嘞住嘞，路的米啊嘞住嘞，啥嘞住嘞，哎嘞不啥嘞住嘞，把么住啦喽，你路娘啊住的路家住的多家住哪家住啥家啦去嘞，把米啊出家了喽，条个喽，变成这开呀的嘛，条个喽他给这开呀了哦，都嘛把别西路喽说的呀，变成啥子呢？是哦，谁他里把拉出来多对你的，那个把比如光线比较的来说。光线比较的来说，阿皮多家来么多，所以阿切东切什么，阿皮多多的，家来么多，家那么家阿皮多多的，家路那么多嘛，阿那来那个是干部家路那个么多的拿哈的，家路的是比你路那个拿路来的，那如果家皮的，皮的说能说都没有，说现在把说都没有，皮的，阿皮说那包啊，阿路说那路啊，路是他给路来的。啊，别说了，他都没有了，我批多少倍？批多少倍？说他可能不没有了，我们你干的多少了嘞？俺们那的多，是大多，那因为，可能他们摆多少倍的路，我这些多少毛毛的，我这把的多少毛毛的，下时间的时间考上的路，把这注意个来技术的，我当看起来那看你多比他的，比个你像的，我讲的说，巴西不下路的，那因为你下来什么不太多，谁他？古路边路，一点年啊，三点年啊，多点年啊，哪点年啊，路的路难过嘛。古也谁年谁差过嘛，目的嘛，现在嘛时间看下没，所以啊，弟弟啊，那个姑姑的里边比那个叫做就是啊，这边说呀，边对面的，哦，不然不好嘞，现在这比实际上不好了，对，你们在这说的没，姑姑的里比你把他说的，弟弟啊，那嘞，我叫做奶奶孬孬没把他说的边对面的，实际上这个里没吃掉你呢，工作你要亲自教美国。上来这啥个钞票嘛？然后工作你要现在讲我那边边嘛学钱的，边嘛苗为钱的。就那个我下给你就那个我嘛，人家这样后面就不多讲。我说估计说等期末要还有说的上来这他这个赛，第二个赛是看没的。就那个人赛是把，你嘛说的可以的，人赛的把我嘛，平时呢就那个讲的嘛讲的我们记得呢，把他都的，真的你要不讲的。假如这里的，比那阿婆爸爸那个文章比嘛，说当比清楚，现在接触了中国朋友们，公看了要面表来的讲，也都讲开始我接触这边公路的呀，对吧嘞？但是天嘛呗，过了现在这没道理，中国朋友们啊，现在的这个不多讲公路的呀，因为啥呢？这看这点这是看的对，比嘛，中国讲了嘛讲了，中国过了是我进来了，进来了。过了时候，现在还过去就那个老送来的，嘛这边呢，过了时间就那个啊，东点的路，啊，西点的路，对呀，前面讲着了，讲着了，就那个啊，东边嘛，对，这些没到啊边，就那个人家这样，考上了木头匠，对呀，起码啦的，就那个嘛，今年的，起码啦，技术了，没这些没到过，就那个技术就是呢，工作嘛，手皮一样的。古里就说的啥呢？这还是这样的，看的对嘛，表啥子了呗？他那偏的这个人就第三老送着么的，就那个的，今天的可以说的，啥呢？这就那个我边对这个看着了哦，是哦，这里的看的不一样，比较是在看来的，不然对面说是看了，没有当来接，好了，有没有说是在讲马的嘞？身上面的就是马呗。不一样嘞，你如的话，这个光嘛嘞，我等于这个股票嘞，这东西嘛呗，把它自己搞来的，朋友多完了都来弄多了，俺都这个有什么晒不，路都怎么听不出来，这个晒哪的嘛，那回干这个公司名个没说，都弄了什么信息嘛，哈哈，然后如果我被跟了嘛没啦，都多来呗，比如今年嘛被这个都叫你不是，俺们家啦。Kimia ro jolo ko ame ara ajim chi ta jolo ko ame ara bada to se ara ne tsa ko le ko ame cha ra jolo ara ajim chi di
แต่ขณะကျွန်တော်တို့ကိုကိုတော့အားမချနိုင်တဲ့အချိန်အဲ့တော့ကျွန်တော်တို့အားနေတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်သို့တော့ကျွန်တော်တို့အားတင်ရှားခင်ကတော့လို့ဆိုတော့မဘူးဆိုလို့ရှိရင်ကျွန်တော်တို့ငါးဒီအားလုံးအချင်းဖြစ်နေသို့တော့ဇနီးဖြစ်ကြရကိုရောရှင်လားသူရဲ့လမ်းလောမှာထင်းထင်းဆောင်ရှော့ပြီးမှလောကမှာအသက်ရှင်ဘာသာသူတွေကိုဆက်လက်ပြီးမှအစီခံရအောင်ကျေးဇူးပေးတာသူအားဖြင့်ကျွန်တော်တို့လုံငန်းကိုလူနေကြလို့ပဲဆိုတဲ့အတွေ့ဒါကြောင့်ကိုရောရှင်ကတာကျွန်တော်တို့ဘောကိုအများကြီးတိဆောက်တော်မူလေကျွန်တော်တို့ဘောကစိတ်မှန်းလို့ဆိုတာမမျောလင့်စရာမတီးဝတ်စရာပဲဆိုတာပြန်တွေးကြည့်တဲ့အခါကျတော့ကျန်းစကားဒီအားလုံးမှာကိုယ့်အတွက်ခေါ်အားနေကြီးပဲကျန်းစာဖတ်တယ်လေခေါ်အားမရပဲမနေနိုင်ဘူးကျန်းစာထောက်ဆုပ်လေမကျင်တဲ့မနေနိုင်ဘူးကိုယ့်ရဲ့အားနဲ့ချက်ကမှကျင်တတ်သွားတယ်ဒီလောက်မှတ်တယ်အဲ့လိုကိုယ့်ရဲ့အားနဲ့ချက်တော့ကျင်တဲ့ခါမှာဘယ်တော့တည်းရတယ်ဒီလားတန်ဖိုးလို့ကိုချစ်ချစ်ချစ်တော့တည်းရလားတန်ဖိုးလို့ကသူကသူ့ကိုတော့အားနေရတယ်ကျင်တဲ့ချက်မှာသူကပြောတယ်တကယ်ဖြစ်တော့ကငါ့ကိုပြောတယ်ဘောလို့ငါရဲ့ကျေးဇူးကတနေ့လိုလောက်ပဲပြောတယ်အဲ့ဒါသူအစားအားရတယ်တန်ဖိုးလို့ကိုကောလို့အားရမှာပဲနဲ့တကယ်တော့ကငါကျေးဇူးကတနေ့လိုလောက်တယ်ဆိုတဲ့စကားကိုနားထဲမှာကြားတဲ့ခါကျတော့သူအစားအားရတယ်သူမစ်ရှင်ကသူလုံးမှာတင်းကြည့်ပါစေနိုင်ပါစေကျင့်ကြည့်ပါစေခိုင်ခံပါစေနောက်မစိုးသားရှိကျူးနေတယ်ကွာအဲ့ဒါတော့တည်းရတော့ငါလည်းတန်ဖိုးလို့ငါတို့လည်းတန်ဖိုးလို့လို့ပဲအခုချိန်မှာဒီစနေနေ့ပြည့်တဲ့နေ့မှာဒီနေ့မစားကြအတွင်းမှာကျွန်တော်တို့ဒီမှာအနောက်မှာရောချောကြီးကိုရောတချက်နဲ့တချက်ပြီးပါလားရောချောကြီးတို့ကိုနေရှိတယ်ကျေးဇူးပြုတော့အဲ့ဒါပါပဲတော့ကျေးဇူးပြုတော့အားသာကျေးဇူးပါပဲကျေးဇူးတင်ပါတယ်ကိုရောကျွန်တော်ချက်ပူချောတယ်လို့ပဲဒါပေမဲ့အောက်ကတက်ပေါ်ချတဲ့ခါကျတော့ကျွန်တော်မပန်သူတို့မှကျုပ်မရှိရှာလို့ဆိုတာကိုအားတော့ကြာရောတရားတနာမိတယ်လေဘာဖြစ်လဲကိုယ်တကယ်ချစ်လို့ကဲကိုပြားကိုစလို့တာပဲကြာဘယ်လိုအားရတယ်လဲနော်ဒါလည်းတကယ်ချစ်စုတော်ပဲကိုကျွန်တော်ရှင်းကြတယ်ချစ်လို့တမျိုးပဲနော်ကိုအားရတာချင်းချက်ပို့ပြီးမှကျေးဇူးမရှိတော့ဘူးသူများကအားချက်လို့ဖြစ်လို့ကိုအားချက်ပြီးမှကိုအားငယ်တဲ့ခါမှာဘုရားကျေးဇူးနဲ့ကိုအားကြော်လို့နေရတဲ့ဘဝကတော်တော်လေးကိုကျင့်ဆရာကောင်းတယ်အခုနပြောတယ်လို့ကျွန်တော်တို့ဆယ်ငါးနှစ်တိုင်ဒီလိုအတူတကွမစ္စပ်ပို့သွားလိုက်တယ်အတူတကွတယောက်နဲ့တယောက်စစ်ကင်ကင်ဒီချင်းနဲ့စကားပြောနေဆိုနေတာမကပဲနဲ့မြေရှိသာသနာမှာလို့နေတာတန်ပေါ်လို့ပဲကျွန်တော်တို့မစ္စပ်ကျတဲ့မှာကျေးဇူးတင်ခြင်းနဲ့ကျွန်တော်တို့ဘဝမှာတကယ်ဖြစ်တော့ကမင်းမကောင်းဘူးမင်းအားနေတယ်ငါသိတယ်စစ်မပေါ်နဲ့တို့တယ်ငါကျေးဇူးအမြတ်ပြည့်စုံတယ်ဆိုရဲစကားကတော့ကျွန်တော်တို့ပြန်ကြားရတဲ့အခါမှာကျွန်တော်တို့ကိုရောရှိကိုကျေးဇူးမတည်မနေနဲ့တူခေါ်အားမလာလဲမနေနိုင်ဘူးဒါကြောင့်ကျွန်တော်တို့ဒီခဏိကစာပေမှာဒီချက်မကတန်ပေါ်လို့ဒီစကားကိုကြားရမှာတန်ပေါ်လို့ရှိပဲတူးနေရမယ်ဘဝရှိပဲတွန်းနေရတဲ့ဘဝဖြစ်နေတယ်ဘာသာတူဒီခဏိစွတ်တော်ရဲ့ကျေးဇူးရဲ့စွတ်တော်ပြပေါ်တဲ့တော့ခံချင်ပါလေအချင်းလေးအနေနဲ့ထာဝရဘုရားကကျွန်တော်တို့ဘဝကိုကျေးဇူးတော်နဲ့ဆုံးရှုံးတော်မူလို့လေကျွန်တော်တို့ကျူစာအထုချင်းဒီအချင်းကြီးပြီးဆိုတဲ့စာလံချက်ခန်းကြီးတဲ့ဆက်နေဆရာတရား20ခွန်အခန်းငယ်တင်းနဲ့နှစ်အပေါ်ဟာလည်းဖတ်ဆင်နေကိုရောစနေကျေးဇူးတော်နဲ့ကျွန်တော်တို့ဘဝကိုဖြည့်ဆည်းတော်မူလေကျွန်တော်တို့ဘဝကအလကားအချင်းကြီးပါလေအဲ့တော့ဒီအချက်လေးတွေကြောင့်ပဲကျွန်တော်တို့ဒီကနေ့ဒီနေရာမှာဖြစ်နိုင်ရင်တော့ကျွန်တော်တို့ဘာသာသူဒါဆိုတစ်ခုလုံးကိုဖြစ်ပြီးမှကျေးဇူးတင်ခြင်းပါလေလို့တော်လည်းပဲအချင်းကြီးကအမျိုးမျိုးကြောင့်ပိုင်ဆိုင်ထားတဲ့ပတ်စံခါလေးတင်မများလာဘူးဟုတ်တယ်မလားကြည်ရမွေးရတာချက်လာရတွဲရတာတမအနိုင်နဲ့ဖြစ်တဲ့ခါမှာဟိုလို့ချင်တယ်တော့မလုပ်နိုင်စိတ်ထဲမှာတော့ရှိတယ်လက်ပြမှာတော့မလုပ်ဆောင်နိုင်ဘူးဖျားကတော့ကျေးဇူးနဲ့တုံ့ပြန်ပြီးမှာပဲဆိုတဲ့အတိလေးနဲ့ဒီကနေ့ဖျားမှုတော်ဆောင်တဲ့ဇာန်နေစစ်စဲဓမ္မဆရာကြီးဒီမှာနေငယ်တွေဖြစ်တဲ့ဇာန်တော်ကျောင်းသားတွေနဲ့ပဲသူတို့ကျွန်တော်တို့ဒီအချက်လေးကြောင့်ဖျားစီကိုကျေးဇူးတင်ဖို့ဖိတ်ခေါ်ရခြင်းနဲ့ဖြစ်တယ်ကျေးဇူးနဲ့ကျွန်တော်တို့တက်တယ်တကယ်ကိုကျေးဇူးတင်ထိုက်တဲ့ဖျားဖြစ်တဲ့အတွက်ကြောင့်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ကျွန်တော်တို့ဘဝမှာအားမလို့အားမရတဲ့ဘဝဆိုခဏပြောသလိုပဲတကယ်ချင်းကြီးမပြောနဲ့အကြက်ကဲကြီးမပြောနဲ့ဘာသာသူတွေမပြောနဲ့စစ်စစ်တွေမပြောနဲ့ကိုတောင်းအားမရတဲ့အချင်းများကြီးပါကိုတောင်း
အားနေလာပါလားဆိုပြီးမှကိုအားနေလာတဲ့အချိန်တည်တဲ့အချိန်လည်းအများကြီးပဲကိုတော့ကောင်းအောင်တော့ပြည့်ပြည့်စင်တယ်စိတ်ကတော့အကောင်းကြီးပဲလို့လိုက်တော့ပြောင်းပြန်တယ်တောင်ပိုးလို့ကပြောတယ်လို့စိတ်ထဲမှာတော့အကောင်းပဲလို့ထင်တယ်လို့လိုက်တော့လေကိုစိတ်ထဲကနေမကောင်းတာပဲလို့မိတယ်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ဘဝမှာလည်းလို့ချင်တာတော့ပြည့်ရှင်းတန်ရှင်းပြောစရာခွန်းမလူပစက်ကနေခွန်းမမထွက်တဲ့ပစက်ဘုရားရဲ့ပစက်ကနေပဲစီမွန်ချင်းတခုတီးရအောင်ကျွန်တော်တို့လို့ချင်ကကျွန်တော်စံတာအပြည့်ရှိတော်လည်းပဲကျွန်တော်တို့ရဲ့ဘဝကအလောက်ချင်တော့မပြည့်စုံနိုင်ပါဘူးတော့ဆရာတော်ကြီးရဲ့အဲ့လိုအဆောင်မှုစတောင်းပြီးမှုကောင်းချီးပြီးမှုဒီဟာနဲ့ကိုရီရဲ့ဝဲပြီးမှစုမပြည့်ပြည့်မှုနဲ့ဝဲစတောင်းပြီးမှုဘာသာသူအားလုံးရဲ့ဝဲစတောင်းပြီးမှုအားပြီးမှုနဲ့ကျွန်တော်ဘောက်ကိုစစ်နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့မှာအများအားခေါ်အားနဲ့ပြည့်နေမှာပဲအဲ့ဒီအတွက်လည်းကြူကြံပြီးမှကျေးဇူးအမြဲတမ်းနဲ့ဒီမှာမလာနိုင်တဲ့ဘာသာသူအားလုံးကျေးဇူးတင်တဲ့သူဒီမှာလာတဲ့ဒီစားပြမှာပါဝင်ကြတဲ့ဇာတ်တော်ကြီးတွေအားလုံးလည်းဆက်တော်ကြီးနဲ့ကျေးဇူးတင်နေပါကြောင်းလေကျွန်တော်တို့နဲ့အတူကျေးဇူးတင်နိုင်တာကကျွန်တော်တို့အတွက်ဂုဏ်ယူစရာပဲဒါကြောင့်ကျွန်တော်တို့ဘဝမှာကိုတယောက်တည်းမဟုတ်ဘဲနဲ့ကိုရဲ့လောဘောကဖြစ်နေတော့ကောကိုရဲ့အချစ်အကဲနဲ့ဒါလိုပြောရမယ့်ဘာသာတူတကယ်ချင်းကြောင်းရှင်းနေတဲ့သူတော်ကောင်းဖျားရှင်ရဲ့ကျေးဇူးတော်ကိုကျေးဇူးတင်နိုင်တဲ့အခုနေရတာကြီးမားတဲ့ကျေးဇူးတော်ဖြစ်တဲ့အပြင်ကြီးမားတဲ့ခွာလည်းဖြစ်တဲ့အတွက်ကြောင့်ကြီးမားတဲ့ကျေးဇူးတော်ကိုအကြောင်းတဲ့ပုံမှာတည်တော့ပါစီကြောင်းဆုတောင်းပြနေဒီပုံစံပါတယ်